ချစ်ခဲ့ဘူးတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွာတနာလဲတနာတယ်ပြီးတော့ရင်လဲနာတယ်နာလဲနာကြီးရတယ်ပေါ့နော်ချစ်ဦးနေနဲ့ဆိုရင်တော့ဆယ်မီဒီယာကျူရှင်တူတူတက်ကြရဲသူကကိုစီကနေပြီးတော့စာအုပ်လေးလာငှားတယ်ကိုကနေပြီးတော့သူငှားပေးလိုက်တယ်ငှားပေးပြီးသွားတဲ့ချိန်လေးပြီးတော့စာအုပ်ပြန်အပ်တဲ့ချိန်မှာသူကကိုသဘောကျပါတယ်ဆိုတဲ့အကြောင်းလေးကိုသူကရေးထားတဲ့အချိန်မှာကိုကလည်းသူတစ်ခါမှမမြင်ဘူးကွာငါအဲ့ဒီမှာအတန်းစာတက်တာဒါပေမဲ့ तू ကကိုအတန်းလာအပ်တဲ့နေ့တွေက तू ကမြင်မှုရယ်ပေါ့မြင်ချင်းသဘောကျတယ်ပေါ့ကွယ်မတ်တရားဆိုရင်ကိုကကြတော့သူ့မှာကောင်မလေးရှိတာမသိခဲ့ဘူးကိုကသူ့ကိုလုံးဝ single လို့ပဲထင်ခဲ့တာပေါ့နော် single လို့ပဲထင်ခဲ့ကွာကျောင်းဒီလိုမျိုးပြောမလဲ10တန်းအချိန်ကာလဆိုတော့ပေါ့နော်အဲ့လိုမျိုးမူတီတော့စားကြရဲအဲ့ချိန်မှာ तू ကသူ့စီကိုဖုန်းတွေတကောင်ကဆက်နေတယ်တယောက်ရှိရဲပေါ့တရက်လဲရောက်တငယ်ချင်းတယောက်ကနေပြီးတော့သူ့မှာရီးစားရှိရဲတဲ့နင့်တော့အပျော်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့လာပြောတဲ့တငယ်ချင်းတယောက်ကရှိရောအဲ့နဲ့အမောကွာသူဒီတိုင်းမဲ့ကိုပေါ့နော်ဟိုပြောပြတယ်ပဲကွာထင်ခဲ့တဲ့အချိန်ညာရောကွာဒီတိုင်းမဲ့နေလိုက်သူ့လည်းကွာလည်းပြန်လည်းမမေးဘူးမိကုန်းလည်းပြန်မမေးဘူးနှစ်ယောက်ကဒီတိုင်းမဲ့အေးဆေးတွေ့တဲ့အချိန်မှာဖြစ်ချင်တော့အဲ့လာပြောရလို့သူကြီးစားဖြစ်တယ်အဲ့လာပြောရဲ့အမကစီနီယာပေါ့နော်သူကတူရှယ်မှာသူကပြန်ပြီးတော့ guide ပြန်လုပ်ပြီးရဲ့ပုံစံမျိုးအမရဲ့အရင်ဖုန်းနံပါတ်တွေကိုသူတောက်လျှောက်လေးဖုန်းခေါ်သူနဲ့ပြန်အဆင်ပြေအောင်နေမကျင်ဘူးလားပြီးတော့သူ့ကိုကွာပြန်ပြီးတော့လက်မခံချင်ဘူးလားအဲ့လိုမျိုးကြီးပြန်ပြီးရဲ့ရှင်ညာတော်တော်ကြီးကိုအရင်အထက်ကိုပို့ပြီးတော့ကွာသူ့ကိုပို့ပြီးတော့စိတ်နာသွားတယ်သူပြန်လာတဲ့အကြောင်းရင်းကကြတော့ तू ပေါ့နော်လက်တွဲခဲ့တဲ့လူကသူတကယ်ချစ်တယ်လို့သူထင်ထားတယ်ဒါပေမဲ့တကယ်ကြတော့အဲ့လိုမျိုးမဟုတ်ခဲ့ဘူးပေါ့နော်ချစ်ခဲ့ဘူးတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွာတနာလဲတနာတယ်ပြီးတော့ရင်လဲနာတယ်နာလဲနာကြီးရတယ်ပေါ့နော်အချစ်ဦးကိုပြန်တွေးခဲ့မယ်ဆိုရင်တော့အကယ်၍အမနဲ့သူနဲ့နှစ်ယောက်တည်းတွေ့မယ်ဆိုရင်တော့အမတော့သူ့ကိုနှုတ်ဆက်ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ယောက်ျားလေးတိုင်းကမကောင်းလည်းမဟုတ်ကောင်းတယ်လည်းမဟုတ်တချို့တယောက်တော့အမျိုးသားဒီမှာကဒီတယောက်ကိုလက်တွဲဖို့အတွက်ကိုရည်ရွယ်ပြီးသားပြီဆိုရင်ဒီတယောက်ကိုပဲ focus ထားပြီးတော့နေစေချင်တယ်။ရင်တယောက်ကိုတော့မပြတ်နိုင်ပဲနဲ့အဲ့လိုတငယ်ချင်းလိုမျိုးပြန်ပြီးတော့စကားပြောကြမယ်ခင်ကြမယ်လို့အဲ့လိုမျိုးလာပြောရယောက်ျားဒီဘယ်တော့မှ तू ကဆုံးဖြတ်ချက်ကိုတခုတည်းကိုခိုင်မာဆုံးဖြတ်ချက်ချတတ်တယ်လို့မဟုတ်။ဘာဖြစ်လို့ဒီလိုမျိုးပြလဲဆိုတော့ဒီလူကကိုယ့်အတွက် first love လည်းဖြစ်တယ်ပြီးတော့ရင်ကိုယ့်အတွက်စိတ်အနာဆုံးလူလည်းဖြစ်တယ်ယောက်ျားကိုနဲ့ရင်းနှီးပြီးတော့ကိုနဲ့ပတ်သက်ဘူးခဲ့တဲ့ယောက်ျားတိုင်းမှာစိတ်အနာဆုံးမျိုးသားတစ်ယောက်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထုတ်ပြောတာ